ဒါကစင်ကာပူ dormitory ပေါ့နော်စင်ကာပူမှာအလုပ်သမားတွေ supervisor တွေကိုထားတဲ့ dormitory ပေါ့ဒါဆိုလို့ရှိရင်ဒါရေချိုးခန်းနဲ့အိမ်သားပေါ့ဒါဆိုရင်ရေချိုးခန်းနေဒါဆိုရင်ရေချိုးခန်းနေဒါဆိုလို့ရှိရင်ပေးစင်လေးရှိတယ်ဒါရေချိုးခန်းရုပ်ခန်းလေးကားတယ်တက်ရတော့ဒီမှာဒါပေါ်လာနှလုံးပေါ့နော်သူ8ယောက်ကိုပေါ်လာနှလုံးရေချိုးခန်းနှလုံးပေးစင်2ခုပေါ့နော်အဲ့လိုမျိုးသူတို့ support ပေးပါတယ်လို့စနစ်ကြပါတယ်ဒါပြီးတော့ DJ ပေါ့အခု DJ ဒီကနေထွက်တဲ့ရေကတောက်လို့လည်းရတယ်ဗျာလုံးဝ PA7 စင်ကာပူအစိုးရနေပြီးတော့ကိုယ်တိုင်တောက်လို့ရပါတယ်ဆိုပြီးသူတို့ကိုယ်တိုင်လည်းတောက်ကြတယ်ရေပါ DJ အခုတောက်နေတဲ့ရေကဗျာတောက်လို့လည်းရတယ်ချိုးလို့လည်းရတယ်အဲ့လိုမျိုးစင်ကာပူကအဲ့လိုလုပ်